လူသေးပြီဆိုရင်ရေမိုးချိုးပြီးတော့ဘာလုပ်လဲအချီချိုးလေးသွားယူပြီးတော့ခြေထောက်လေးတွေလည်းပူချီလက်လေးတွေလည်းပူချီအဲ့ဒါဘာကြောင့်မှမသိဘူးအဲ့ဆရာတော်တရားနာတော့မှဘာကြောင့်ဆိုတာသိသွားတာလူတရားတဲ့နည်းနည်းဆင်းရဲတယ်စရင်ကဆင်းရဲတော့သူ့မှာမပြေလဲလို့သူ့လုံးနေတဲ့လဲပိုင်ရှင်ကြီးကြီးမှာလဲသွားတောင်းတယ်တဲ့တထေးရဲ့လဲခင်းတွေဟာလက်ညှိုးထိုးလို့မလွယ်ဘူးဘယ်နေရာဖြစ်ဖြစ်တထေးပိုင်တယ်ကျွန်တော်မှတော့လဲတခင်းတော်မပိုင်ဘူးအဲ့တော့နွားနှကောင်နဲ့ထွန်စားလို့ရအောင်လဲတရှင်စားတော့ကျွန်တော်ကိုပေးပါအဲ့လိုသွားတောင်းတော့တထေးကသူ့ကြည့်ပြီးတနာရနဲ့အေးကွာပေးမယ်မင်းယူရော့ဟောဒီမှာငုတ်တစ်ချောင်းကန်ရော့ဒီမှာဒုတ်တစ်ချောင်းဒီကနေထွက်သွားလိုက်အဲ့ဒါအကုန်လုံးငါလေခင်းကြီးတယ်ပဲမင်းလိုချင်တလောက်နေရာရောက်ပြီဆိုရင်ငုတ်နဲ့ဒုတ်နဲ့ရိုက်ပြီးစိုက်မှတ်ခဲ့အဲ့ဒီအတွင်းဟာမင်းပိုင်တဲ့မြေပဲဆိုတော့စရင်ကသဘောမကျဘူးလဲကြတာဗောသူ့ပေးပြီဆိုတော့သူသဘောကျတာဗောသဘောကျတော့အဲ့ဒီစရင်ကဒုတ်နဲ့ငုတ်နဲ့ကင်ပြီးတော့ရှောက်သွားတယ်ရှောက်သွားရင်နဲ့နောက်ပြန်လှည့်ကြည့်လိုက်တယ်နဲသေးတယ်တဲ့ကိုရဖို့ဆိုတော့တဏှာကများသလားနဲသလားနဲတယ်နော်ဥနောလောကောအတ္တိတောတဏှာဓာတောလောကောတတ္တဝါပေါင်းသည်ဥနောအမြဲမပြတ်လိုအပ်နေ၏အတ္တိတောတော်ပါပြီတန်ပါပြီရောင်ရဲပါပြီဆိုတာမရှိပါတဏှာဓာတောတဏှာခိုင်းသမျှလုံနေကြတဲ့တဏှာကျွန်းနေချီတာဒီတဲ့တရဝတွေမှာပြည့်ပြီးတော်ပြီဆိုတာမရှိဘူးအိမ်တစ်လုံးရှိတဲ့ပုဂ္ဂိုလ်ကသားတွေသမီးတွေနဲ့တစ်လုံးနဲ့ပဲဖြစ်မလဲနောက်တစ်လုံးရတော့တော်ပလားမတော်သေးဘူးသားသမီးက3ယောက်ရှိတာအိမ်4လုံးရှိမှဖြစ်မှာသားသမီး1ယောက်တစ်လုံးနဲ့တို့လည်းအေးဆေးလွတ်လပ်တရားလေးအားထုတ်လို့ရအောင်အသက်ကြီးရင်နားအေးပါးရင်နေဖို့2လုံးရလည်းမပြီးသေးဘူး3လုံးရလည်းမပြီးသေးဘူး4လုံးရလည်းမပြီးသေးဘူးအိမ်4လုံးပြည့်တော့တော်ပလားတော်သေးပါဘူးကဲမတော်ပါလုံးမှာကြည်စမ်းပါအဲ့ဒီလိုနဲ့ပဲတဏှာကမခိုင်းဘူးလားခိုင်းလားတော်ပြီးတန်းပြီးပိုသည်မရှိလိုချီးတာနေမလောက်ပေနဲ့တဲ့တဏှာရဲ့တတ္တိကနော်တော်ပြီးတန်းပြီးဆိုတာမရှိဘူးအခုလဲစရင်ကဒုတ်နဲ့ငုံနဲ့ကင်ပြီးတော့နောက်လှည့်ကြည့်တယ်နဲသေးတယ်ကိုရမှာဆိုတော့တဏှာကနဲတယ်ဘလောက်ရနဲတယ်ပဲနော်ဘလောက်ရနဲတယ်တခါတော့ကမန္တာတုစကြာမင်းကြီးတရားပြည်ကိုနတ်ပြည်ကိုတက်သွားတယ်ဟောရောက်တော့တရားမင်းကြီးကစည်းစိမ်ချမ်းသာတဝက်ခွဲပေးတယ်မတခါစိတ်ကူးပေါ်တဲ့ဒီတရားမင်းတတ်ပြီးတော့နတ်ပြည်တစ်ပြည်လုံးပိုင်ရင်ကောင်းပါတဲ့ကြည်စမ်းပါအောင်ကိုကအပေါ်တက်သွားတယ်ဟိုကတဝက်ခွဲပေးတယ်အဲ့ဒါဘာလဲနဲသေးတယ်ဘု တ္တတ္တိတဏှတတ္တိတရားဓမ္မတွေတဏှအလိုလိုက်လို့ကတော့ဆုံးပါမလားဆုံးပါဘူးဗျာမဆုံးဘူးအခုနဲသေးတယ်ဆိုပြီးတော့ခတ်တွတ်ပြေးတယ်ခွတ်တွတ်လေးပြေးပြီးနောက်ပြန်လှည့်ကြည့်တယ်ဘယ်လိုလဲနဲသေးတယ်အဲ့နဲသေးတယ်ဆိုတော့ငါသွားတာနှေးလို့နေမှာဒုံနဲ့ငုတ်ကိုခဏချကြောင်းမြောင်အောင်ကြိုက်ပြီးတော့ဒုံနဲ့ငုတ်ကိုခိုင်းပြီးတော့ပြေးတယ်နောက်လှည့်ကြည့်လိုက်နဲသေးတယ်နောက်လှည့်ကြည့်လိုက်အဲ့လိုနဲ့ပြေးရင်နဲ့လဲကစင်းဆုံမှာမှောက်လဲတယ်မှောက်လဲတော့အောက်ကရေလဲကွက်ထဲကိုခေါင်းဆိုင်ကျသွားတော့အမောဆိုးနှာခေါင်းထဲရေတွေဝင်ပြီးတော့သေးသွားတဏှာကဘယ်ထိခိုင်းတာသေတဲ့အထိခိုင်းတယ်ကဲအဲ့ဒါနဲ့တော်လေးကြတော့လဲပိုင်ရှင်ကသတိရတယ်ဟဲ့ခုနစရင်ကလဲတောင်းတာဒီကောင်ကိုထိပြန်မလာသေးဘူးဘယ်မြန်ရောက်နေလဲလာလိုက်ကြည့်ကြစို့ဆိုတော့လိုက်ကြည့်လိုက်တော့လာကစင်းစုံမှာမှောက်လဲပြီးတော့သေးနေပြီဒါပေမဲ့လက်ထဲမှာဒုတ်နဲ့ငုတ်ကတော့ကင်ထားတော့မယ်တဲ့နော်ဒုံနဲ့ငုတ်ကကင်ထားတော့အဲ့တော့တထေးကပြောတယ်အေးกว่าတဲ့ငါကပေးတာလဲမြေအကျဲကြီးတဲ့သူက6ပေတွင်းပဲယူသွားတယ်ဟဲ့ကောင်တွေတွင်းတွင်းတူးတဲ့သေသွားပြီကိုနော်ပေးတဲ့လူကတော့အများကြီးပေးတယ်ဘယ်လောက်ယူသွား6ပေပဲယူပါတယ်ဗျာကဲတရားဓမ္မတွေမသေးခင်ဘယ်လောက်ပိုင်းသေးရင်6ပေပဲပိုင်းပါဗျာ6ပေတွင်းတောင်သေးကြလားမသေးကြပါဘူးဗျာရန်ကုန်မှာသေးရင်မိရှို့ပြီးပြလွှင့်ခံမှာ6ပေတောင်မရဘူးစိတ်ချမှန်ပါဗျာအဲ့တော့မသေးခင်ဘလောက်ပိုင်းသေးရင်မပိုင်တော့ဘူးတဲ့နော်
တော်ရဒေသမှာသေရင်တော်သေးတယ်သေရင်6ပေတွင်းလေးတော့ပိုင်သေးတယ်ကဲအဲ့ဒီလိုနဲ့6ပေတွင်းလဲတူးပြီးရောလက်ထက်ကဒုတ်ကိုလည်းဆွဲဖြုတ်ငုတ်ကိုလည်းဆွဲဖြုတ်ပြီးတော့ဟေးဒီကောင်ပြေးလွှမ်းသေးတာကွာတဲ့ချီမကျိုးနဲ့ချီထားဆက်မပြေးနိုင်အောင်လို့တဲ့နော်ဒါလူသေးလို့ခြေတော့ကျိုးနဲ့ချီတာဘာလို့မှဆိုလို့ဆက်ပြေးမှဆိုလို့တဲ့လက်ထက်ကဒုံနဲ့ငုံနဲ့ဆွဲဖြုတ်ပြီးတော့ဟဲ့လက်မနှစ်ဖက်လဲကျိုးနဲ့ချီတာတော်ကြတော့ဒုံနဲ့ငုံနဲ့ထားရိုက်နေဒုက္ခတဲ့နော်အဲ့ဒါကြောင့်မလို့ချီမနဲ့လက်မဘာလို့တာကျိုးနဲ့ချီတာ